အကျဆိုးကပြီးခဲ့တဲ့စနေနေ့က GCC family တွေနဲ့အတူ Thanksgiving ပွဲမှာပါဝင်ဖြစ်ခဲ့တဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်။မနက်စောသွားရမှာမို့လို့ grand နဲ့ပဲသွားခဲ့ပါတယ်။အိမ်တွေကလည်းပါဝင်မှာဆိုတော့လက်နှစ်ဖက်အထုပ်တွေအပြည့်နဲ့လာခဲ့ပါတယ်။ဒါတော့ဖျားချောင်းထေကိုရောက်သွားပြီပေါ့နော်။ဒါတော့အကားတိုက်ပြီးတော့အမကြီးအိတ်ကတိုက်ပြီးတော့အရင်ကူနေတော့မှတ်နေကြရင်အစိမ်ကားတဲ့အချိန်မှာသိကြတယ်အိမ်နေမှာဖျားเจ้าမှာနေချင်းမင်္ဂလာခံယူတဲ့သူတချို့လည်းရှိပါတယ်ပေါ့နော်ဒါကတော့နေချင်းမင်္ဂလာခံယူနေတဲ့အစစ်စစ်ပဲဖြစ်ပါတယ်အိမ်နေကဖျားเจ้าမှာ group ဆောင်နေချင်းမင်္ဂလာရခဲ့ပါတယ်ရှင်ဗီဒီယိုရရှိတော့မှမလို့အကားတပိုးချစ်စင်တွေကိုအစားဆုံးတော့မထိထားပါဘူးရှင်။ဒီလိုကိုကကြည့်ချင်နေဆိုရင်တော့ဒီဖျားเจ้าရဲ့ Facebook page ကနေတွားရောက်ကြည့်ရှုနိုင်ပါတယ်ရှင်။ဒီကကြော်စားဖြစ်ဖြစ်ချက်စားရင်ဖြစ်ဖြစ်ဆက်စားလို့ရစီလို့ပေါ့အများကြီးကျေးဇူးတင်ပါတယ်စုတောင်းစီဝဲပြီးမှဘုရားကျောင်းကကျွေးမွေးတဲ့အစားအသောက်လေးကိုစားနေတာပဲဖြစ်ပါတယ်စားတော့တယ်လဲစားတပုံနဲ့လည်းညာကြီးရဲ့ပြီးတဲ့အချိန်မှာတော့အော်တော့ပြန်လာခဲ့ပါရှင်ဒါတော့ပြန်ခါနေတော့နော်ပြန်နေလာမှာမုန်းပြီးလို့ပါဒီမှာကျတော့ရအကုန်စော်တော့ရပေါ့နော်အဲ့ဒါလေလူကလည်းနည်းနည်းပဲကျတော့မှအနောက်မှာအကူမိတယောက်ကတော့ဖက်နဲ့ချွတ်ပြီးမှရှောက်လာဒါတော့ပြန်နေတဲ့ရုပ်ပါမို့ရင်ရွာလို့ပေါ့နော်ဒီမှာအကောင်လုံးတစ်ဖွဲ့သားတော့ဒီမှာလာကြည့်တစ်ဖွဲ့သားတော့တက်စောပြီအကြည့်ခါလာတော့ဟောအဲပန်းလေးနဲ့လာအမဘိုင်ဒီလိုအကားရချီမွန်ရှင်တွေနဲ့ပါဝင်ရှင်နေဆိုရင်တော့နာမည်ကြီးဆိုချီမွန်ပွဲမှာတကွာပါဝင်ခွင့်ရတဲ့ဖိတ်ခေါ်ပါရင်နော်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့ကြောင့်ကျေးဇူးအများကြီးတင်ပါတယ်ရှင် Thank you for watching my video. See you in the next video. Bye bye.